ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့အလေးအောင်လိုက်ပြပြီးတော့ဖခင်ကြီးရဲ့တစ္ဆာခံထောက်ဖို့ညီတော်များအဖွဲ့ရဲ့တောင်းဝန်ကိုထွေးရဖြစ်ပါတယ်ကျွန်တော်ဒီပို့လေးကိုလောကချင်းကတော့ကျွန်တော်တို့တော်လန်မိဘပြည်သူတွေလာရောက်ပြီးတော့ချပြခြင်းဖြစ်ပါတယ်ဗျဒီလေးသူတွေကနေကြီးကကမ်ပိန်းလေးလှုပ်ဆောင်လာတာဖြစ်ပါတယ်ကြီးကကမ်ပိန်းလေးလှုပ်ဆောင်လာတဲ့ရက်ကစနေရက်2လပိုင်းကနေ4လပိုင်း4ရက်နေ့ထိကျွန်တော်2လကြာကမ်ပိန်းလေးပဲဖြစ်ပါတယ်ဒီကမ်ပိန်းလေးရဆိုရင်ကြီးကရဲ့ကြီးကအောက်ထွေတက်စစ်နိုင်ရန်အတွက်ဒီငွေပမာဏအားတော့မြန်မာငွေ7,300ပဲဖြစ်ပါတယ်ဒီကမ်ပိန်းမှာကျွန်တော်တို့တော်လန်မိဘပြည်သူတွေအနေနဲ့လည်းတက်နိုင်တဲ့ဘက်ကနေပါဝင်ပြီးဖို့ကျွန်တော်လာရောက်ပြီးတော့တောင်းဆိုရခြင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဒီရဲဘော်လေးပြောတာကိုအချက်လောက်နားထောင်ပြကြပါဦးတော်လန်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့တရားသွေးပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲ့ရဲဘော်နေသူတွေဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့တပ်ဖွဲ့ကနေပြီးတော့နိုင်သူရဲ့ဂူကြီးကကမ်ပိန်းပြုလုပ်ထားတာကျွန်တော်တို့ရဲ့ကမ်ပိန်းတာဂက်ကတော့မြန်မာငွေကျပ်300ကျပ်ဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကမ်ပိန်းရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့တရားသွေးတပ်ဖွဲ့ကနေပြီးတော့ခြေတန်းရောက်ရဲဘော်များအတွက်အသက်အန္တရာယ်ဘေးအန္တရာယ်ကင်းရှင်းရန်အတွက်ကြီးကအင်ကြီးကြီးကအုပ်တို့များပြည်တင်းနိုင်ရန်အတွက်ဖြစ်ပါတယ်ကျွန်တော်တို့တပ်ဖွဲ့ပြုလုပ်ထားတဲ့နိုင်သူရဲ့ဂူကြီးကကမ်ပိန်းမှာအခုချိန်မှာပြင်17.95ရာခိုင်နှုန်းရရှိတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကမ်ပိန်းကာလာလေးကတော့19ရက်2လပိုင်း2026ကနေ4ရက်4လပိုင်း2026ရက်နေ့ဖြစ်ပါတယ်တော်လန်မိဘပြည်သူများအနေဖြင့်လည်းကျွန်တော်တို့တရားသွေးပြည်သူ့ကာကွယ်တပ်ဖွဲ့မှာပြုလုပ်ထားတဲ့နိုင်တဲ့ကူကြီးကကမ်ပိန်းလေးကိုတက်နိုင်တဲ့ပါဝင်အားဖြည့်ကူညီပေးဖို့ရည်တာရက်ခံဟုတ်ကဲ့ကျွန်တော်တော်လန်မိဘပြည်သူတွေအနေနဲ့ဒီကမ်ပိန်းလေးမှာတက်နိုင်တဲ့လောက်ပါဝင်မိကြဖို့ကျွန်တော်ကိုထေးကနေမြစ်တာရက်ခံပါတယ်ဒီရဲဘော်လေးရဲ့အကောက်ကိုလည်းတင်ထားပေးမယ်ဒီရဲဘော်လေးကိုကိုယ်တိုင်ဆက်တွေ့ပြီးတော့ထောက်ပံ့ပေးနိုင်တယ်လို့ကိုထေးကိုလာရောက်ပြီးတော့လည်းယုံကြည်စိတ်ကြစွာနဲ့လာရောက်ပြီးတော့ထောက်ပံ့ပေးနိုင်ပါတယ်ဗျကျွန်တော်တို့တော်လည်းမိဘပြည်သူတွေအနေနဲ့တစ်ချက်မကြံကျွန်တော်ဒီရဲဘော်လေးကိုရောက်စီရမှာဗျနော်ဒီကမ်ပိန်းကဒီရက်ပိုင်းလေးပဲကြံတော့တာဖြစ်တဲ့အတွက်ကျွန်တော်ကိုထေးကနေဝိုင်းပြီးတော့ဝင်းရံအထိဖြစ်ပါတယ်ကိုထေးကအလုပ်တစ်ဖက်နဲ့ဖြစ်တဲ့အတွက်မအားဘူးဗျမအားတော့ကိုထေးဒီအလုပ်ရက်တွေတည်းပြောင်းသွားပြီနားရက်တွေတည်းပြောင်းသွားတဲ့ချက်ဒါကိုထေးကအလူခံထွက်လာတာအဆင်မပြေတော့ဘူးအလူခံလည်းမထွက်ရတော့ဘူးဒါကြောင့်မို့အခုလိုပို့တွေလုပ်ပြီးတော့တော်လန်မိဘပြည်သူစီမှာကူညီတောင်းခံခြင်းဖြစ်ပါတယ်နော်ဒါမို့ကျွန်တော်တို့တော်လန်မိဘပြည်သူအနေနဲ့ဒီရဲဘော်လေးကိုထောက်ပံ့ပေးခြင်းနဲ့ဆိုရင်ကိုထေးဖုန်းနံပါတ်တင်လာပေးမယ်ကိုထေးFacebookကနေဆက်သွယ်လို့ရတယ်လို့ TikTok ကလည်းဆက်သွယ်လို့ရပါတယ်ဗျနော်20နိုင်50နိုင်100နိုင်တဲ့လောက်ပါဝင်ပေးကြဖို့ကိုထေးကနေမေတ္တာရက်ခံပါတယ်တောင်းဆိုပါတယ်ဗျာနော်ဒီရဲဘော်တွေလိုအပ်နေတဲ့ကြီးကအုတ်ထုတ်အကိုပြဝဖြစ်သွားရအောင်အတွက်ကိုထေးကနေဒီတော်လန်ပြပပြည်တွေဒီရဲဘော်တွေရဲ့ကိုစားမေတ္တာရက်ခံပါတယ်နော်ဒီကြီးကနဲ့ကြီးကအုတ်ထုတ်နဲ့အရန်အလွန်ရေးကြီးတဲ့အတွက်နော်ဒီမြေပြင်မှာဒီခွေးတွေနဲ့စက်ပွဲဖြစ်တဲ့ခါကျရင်ကိုဘက်ကကြီးကအုတ်ထုတ်တွေကြီးကတွေမပါတဲ့ခါကျရင်နော်မဖြစ်တော့တွေနဲ့အသက်ပေးသွားရတဲ့ရဲဘော်တွေမောင်းများစွာရှိပါတယ်ဗျနော်ဒါကြောင့်မို့ဒီလိုမျိုးထပ်မဖြစ်ရအောင်ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်းဒီရဲဘော်လေးတွေရဲ့အသက်ကိုကာကွယ်ပေးလို့ရအောင်ဒီကြီးကာလေးတွေကြီးကာအုတ်တွေတက်စစ်ပေးမှဆိုရင်ရဲဘော်တွေရဲ့အသက်ရဲ့အန္တရာယ်ကိုကာကွယ်ပေးရခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီအာနာစင်တွေမကုံဆုံးတဲ့တည်းကျွန်တော်တို့ကဒီစစ်ပွဲကအမြဲတမ်းထွင်ရအောင်မှာဖြစ်ပါတယ်ဒါကြောင့်မို့မိဘပြည်သူတွေအနေနဲ့ဒီရဲဘော်လေးလိုအပ်တာကိုဝိုင်းပြီးဖြည့်ဆည်းပေးကြဖို့ကိုထေးရဲလာရောက်ပြီးတော့မေတ္တာရက်ခံပါဗျာနော်တတ်နိုင်တဲ့လောက်ပါ50နိုင်20နိုင်100နိုင်နိုင်တဲ့လောက်ထောက်ပံ့ပေးကြပါလို့ကိုထေးကနေတောင်းဆိုရင်းနဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အလောက်ကိုင်းလည်းအဆင်ပြေပါစေလို့အခက်ခဲပေါင်းများစွာအားလုံးကြော်ဖြတ်နိုင်ပြီးတော့လိုအပ်ဆန္ဒတွေလည်းတလုံးတဝါကြီးပြည်သွားကြပါစေလို့ကိုထေးကနေဆုမွန်ပေါင်းတောင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရေတော့ဘုံမှုတ်ချအောင်ကိုအောင်ရမယ်